ဇကားအစမှာတင်းငယ်တဲ့အစိမ်းရောင်ဂျိုသားတတော်တကောင်ဟာတောက်ပနေတဲ့ခရမ်းရောင်ဘောလုံးတစ်လုံးနဲ့ပေါ်ပေါ်ပါပါကစားနေတာကိုတွေ့ရပါတယ်။မတော်တဆထိန်ချုပ်ခလုတ်တစ်ခုကိုနှိမ့်မိရာကနေအခန်းတစ်ခုလုံးအနီရောင်တောက်ပလာပါတယ်။ဝေးလံတဲ့ဂျိုတစ်ခုကနေအလုံးပုံစံအာကာသယာဉ်တစ်စင်းဟာကဘာမြေကိုတိတ်တိတ်ဦးတည်ပြီးထွက်ခွာလာပါတယ်။တောင်တန်းဒေသမှာစခန်းချနေတဲ့အမျိုးသမီးတဦးဟာဂျေဒါယာတစ်ခုလိုကောင်းကင်ယံမှာဖြတ်တန်းသွားတဲ့ယင်ကိုမြင်တွေ့ပြီးလိုက်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။အမျိုးသမီးဟာယင်ပြက်ကြ။ရာနေရာကိုရောက်ရှိလာတဲ့အခါယင်ဟာမိခိုးတွေနဲ့ဝန်းရံလျက်တောက်ပနေစေဖြစ်ပါတယ်။သူမဟာမြေပြင်ပေါ်မှာဒဏ်ရာရနေတဲ့တင်းငယ်တဲ့ဂျိုသားတတော်လေးကိုတွေ့ရှိခဲ့ပါတယ်။15နှစ်ကြာပြီးနောက်အဲ့ဒီအမျိုးသမီးဟာအခုအခါအသက်ကြီးလာပြီးသူမရဲ့သားငယ်ဒန်နီကိုမွေးနေ့လက်ဆောင်အဖြစ်အပြာရောင်ပုံးကြီးတစ်ပုံးပေးပါတယ်။အဲ့ဒီပုံးထဲမှာချာလီလို့အမည်ပေးမဲ့အမွေးပိုးခွေးကလေးတစ်ကောင်ပါရှိပါတယ်။ဒန်နီနဲ့ချာလီတို့ဟာပထမဆုံးအကြိမ်ပွေးဖက်ကြပြီးခိုင်မာတဲ့ချစ်ချင်းမေတ္တာရဲ့အဆက်ကိုပြသပါတယ်။သူတို့ဟာခြံဝင်းထဲမှာအတူတကူကစားကြပါတယ်။အဲ့ဒီအချိန်မှာစိတ်တူတက်တဲ့မိခိုးရောင်ကြောင်တစ်ကောင်ကဒန်နီရဲ့အနီရောင်မိုးပြန်ပူဖောင်းကိုဖောက်လိုက်တာကြောင့်ချာလီကကာကွယ်ပေးပြီးစိတ်ဆိုးသွားပါတယ်။ဒန်နီကြီးပြင်းလာတာနဲ့အမျှသူနဲ့ချာလီတို့ဟာနေ့ရက်တွေကိုအတူတကူကုံဆုံးကြပါတယ်။ကျမ်းပြင်ဟာလာဘာဖြစ်တယ်လို့ဟန်ဆောင်ကစားတာမျိုးလိုစိတ်ကူးရင်ဆန်တဲ့ကစားနည်းတွေကိုကစားကြပါတယ်။ဒန်နီဟာချာလီကိုဝန်တာတော့လို့ခေါ်ပြီးအိယာဘော်ကိုအတူတူခုန်တက်ကစိတ်ကူးရင်အနေကိုရှောင်ရှားကြပါတယ်။ဒန်နီကြီးပြင်းလာတာနဲ့အမျှသူတို့ရဲ့ဆက်တွယ်မှုဟာပိုပြီးခိုင်မာလာပါတယ်။အခုအခါဆယ်ကျော်သက်အရွယ်ဒန်နီဟာနန်းနက်ခုနှစ်နာရီ30မိနစ်မှာကျောင်းသွားဖို့ပြင်ဆင်ပါတယ်။သူဟာချာလီရဲ့ခွေးအိမ်မှာချာလီကိုတွားကြည့်တဲ့အခါခွေးဟာပုံမှန်မဟုတ်ပဲနှေးကွေးပြီးပင်ပန်းနွမ်းနယ်နေတာကိုတွေ့ရပါတယ်။ဒန်နီဟာကျောင်းကားမလာခင်ချာလီကိုအစားအစာတစ်ခုပေးခဲ့ပါတယ်။ဒန်နီအိမ်ပြန်ရောက်တဲ့အခါချာလီကိုနှွေးထွေးစွာပွေးဖက်ပါတယ်။ဒါပေမဲ့အဲ့ဒီနောက်မှာချာလီဟာအိမ်ထဲကိုဝင်ဖို့လေကားတက်ဖို့အားမရှိတော့ပဲခွေးအိမ်မှာပဲနေဖို့ရွေးချယ်ခဲ့ပါတယ်။ဒန်နီဟာသူ့ရဲ့သူငယ်ချင်းအတွက်တီးတီးတာစိုးရိမ်ပူပန်နေပါတယ်။ဒန်နီဟာချာလီရဲ့အခြေအနေကိုသူ့ရဲ့မိခင်ကိုပြောပြတဲ့အခါသူမကစိတ်သက်သာရအောင်ကြိုးစားပါတယ်။အဲ့ဒီအတော်အတွင်းအိမ်ထဲကတစ်သားအန်ဆွဲတစ်ခုရဲ့တောပေါက်ကနေထူးဆန်းတဲ့အစိမ်းရောင်လင်းတစ်ခုတောက်ပလာပါတယ်။ချာလီအပြင်ဘက်မှာအိပ်ပျော်နေတုန်းစိတ်တူတက်တဲ့ကြောင်ဟာသူ့ကိုထပ်ပြီးနှောင့်ယှက်ဖို့ပြန်လာပါတယ်။ရုတ်တရက်အစိမ်းရောင်လင်းတစ်ခုကောင်းကင်ကနေဆင်းသက်လာပြီးချာလီနဲ့ကြောင်နှစ်ကောင်လုံးကိုတိမ်တွေစီဆွဲတင်သွားပါတော့တယ်။